နေ့က button frame 4 teacher တို့ကဆွဲပြလိုက်ပေါ့နော်အဲ့ဒါကြောင့်မို့လို့အခုဆိုလို့ရှိရင်ဘယ်ရစမလဲဆိုရင်ခြေကအဖွားကြီးတောင်ရင်စည်းအင်ကြီးလေးတွေကိုဒီမှာတစ်ချက်ဆွဲပြပေးမယ်နော်ဖွားကြီးတောင်ရင်စည်းဆိုတော့က living ကက်နဲ့အင်ကြီးလေးကိုအရင်ဆုံးပြပေးမယ်နော်အဲ့ဒါလုံးကိုနဲ့သွားတဲ့အင်ကြီးဖြစ်တယ်နော်အဲ့ဆိုတော့ဒီကနေပြီးတော့ဒီထိအခုဒါလေးတွေကတော့ဆွဲပွားရယ်နော်ဆွဲပွားအဖွားကြီးတောင်ဖြစ်တဲ့အတွက်ခုနက share တို့ဒီနိုဝေးလေးကဘယ်လောက်ထိချမလဲဆိုဒီမြင်းရနေပြီးတော့ဒီကြည့်ကိုကျတို့ကဘယ်လောက်ချမလဲဆိုရင် 7cm ချလိုက်နော်ဒီနေရာလေးကဘယ်လောက်ချမလဲအဖွားကြီးတောက်လေးဆွဲမယ်နော် 7cm ချသူကရင်မက်အရင်ကြီးရဲ့သူဆိုရင်ရင်မက်အရင်ကြီးကျင်းနေတဲ့သူဆို 7cm လောက်ချပဲတကယ်လို့မဟုတ်သူရင်ကသေးတယ်ဆိုလို့ရှိရင် 5cm လောက်ချကိုယ့်ကိုချိန်ချနော်ဟိုရင်မက်သေးတဲ့သူဆို 50cm ချယ်ရိုဆိုလို့ရှိရင်တော့ဟိုက 7cm အတိုင်းချပေးရနော်ပုံမှန်ဟိုဟာမို့လို့အဲဆိုတော့ဒီကနေပြီးဒီထိက 7cm ဒါမှမဟုတ်ရင်မက်သေးတဲ့ပိန်ရှည်ကောင်းမလေးတွေဆိုလို့ရှိရင် 5cm လောက်ချပဲနော်ဟာကိုယ့်နဲ့ကိုချိန်ချမယ်ပြီးရင်ချယ်ရိုကဟိုမှာခါမှာက 2cm ပေါင်းပေးထားတယ် 2cm ပေါင်းပေးထားဆိုဟိုဘက် 1cm ဒီဘက် 1cm ပေါင်းပေးမယ်နော်ပြီးတော့ခုနကဘယ်မြင်းလဲဆိုရင်ဒီခုနအနောက်တောက်ထိုးသလိုပဲတင်တဝက်နဲ့တင်ရဲ့ကြားထဲမှာရှိတဲ့ဟာလေးကိုမှတ်လိုက်မယ်ပြီးရင်အဲ့နှစ်ခုကိုဆက်ချလိုက်မယ်နော်နော်အဲ့ဆိုရင်ဒီမှာဓာတ်ပုံစံလေးရပါပြီတကယ်လို့ तू ကရင်မက်သေးရဆိုရင်5 6လောက်ထိထားပေးလိုက်နော်မှာတချို့အရာလေးတွေကကိုယ့်ဘာကိုချိန်မှရတယ်အဲ့ဒါတွေကိုသိကျင်တယ်တကယ်လို့မရှင်းငယ်ဘူးဆိုလို့ရှိရင်ဆရာတို့ရဲ့ဒီ application ရဲ့ group မှာလည်းလာမေးလို့ရတယ်เนาะပြန်ရှင်းပြပေးပါရယ်အဲ့ဆိုတော့ဒီမှာဒီတောက်လေးအတိုင်းရသွားပြီဆိုတော့ဆရာတို့ကတောက်တွေလည်းအကုန်လုံးပြီးသွားပြီ pattern လည်းပြီးသွားပြီဆိုလို့ရှိရင်အရင်ဆုံး level ပေါက်လေးကိုဖောက်မယ် level ပေါက်ကိုဖောက်တဲ့အခါမှာတစ်ခုမှတ်ထားပေးရမှာက level ပေါက်ကိုရင်စီဒီလိုအင်ကြီး level ပေါက်လေးဒီလိုလေးပေါ့နော်ဒီလိုလေးသွားမယ်အဲ့ဒါလေးကိုလက်ပြက်အင်ကြီးလေးနော်အဲ့ဆိုလက်ပြက်အင်ကြီးလေးကိုချဲလို့ဆွဲလိုက်မယ်ဆိုရင်ဒီဟာလေးကလုံးကိုရင်ပြအင်ကြီးလေးကလုံးဝအဲ့လိုချက်ရက်လေးထွက်လာမှဒီပတန်ကိုမှန်ခဲ့မှအင်ကြီးကချက်ရက်လေးထွက်လာမှနော်တခုလွယ်သွားပြီဆိုတာ ਨੇ ရင်ဘက်ပွားရရင်ဘက်ဖောင်းတာတွေပါရှိတတ်တယ်နော်အားလေးကိုသတိထားပေးပါမသိဘူးဆိုလို့ရှိရင် group မှာလာမေးလို့ရတယ်နော်အဲ့ဆိုသူကဒီလိုအင်ကြီးလေးဖြစ်မှာဆိုတော့ level ကအစစ်လိုချင်တယ်အဲ့လို level အစစ်တွေဆိုရင်အမြဲတမ်းမှတ်ထားမှာက level အစစ်ဆိုလို့ရှိရင် 1.5 cm เนาะအပေါ်မှာဒီပခုံးစွန်းမှာဘယ်လောက်ယူမလဲ 1.5 cm ယူပြီးတော့အောက်မှာကြတော့ level မြင့်ရဲ့အောက်မှာကြတော့ level မြင့်အောက်မှာ 2cm ယူပေးမယ်ဒါကပုံသေးပဲเนาะအဲ့လိုမှ level ကကတ်မယ်เนาะဟို fitting မွေးတတ်တဲ့သူတွေ customer တွေတော့ကိုယ့်ဘက်ကနည်းနည်းလေးချိန်ပြီးတော့လုပ်ပေးလိုက်เนาะအဲ့တော့တကယ်လို့ဒီတိုင်းဒါကတော့ပုံသေးပဲเนาะတချို့ level အရင်အေးကြီးကြိုက်တဲ့သူတွေဆိုလို့ရှိရင်ကြတော့တူထားပေးရတယ်တူဆိုလို့ရှိရင် level မောက်ကဒီလိုကြီးဖြစ်သွားမယ်เนาะ level မောက်ကဒီလိုကြီးဖြစ်သွားမယ်နော်တူဆိုရင် level မောက်ကဒီလိုပုံစံဖြစ်သွားမယ်နော်အခု 1.52 ဆိုမှသာဒီလိုလေးကတ်နေမှာဖြစ်တယ်နော်အဲဆို 1.52 လေးကိုအရင်ဖောက်ပေးလိုက်မယ် 1.52 ဆိုတာကချေရိုကဘယ်ကနေစပြီးလုပ်မလဲဆိုလို့ရှိရင်ဒီမြင်းလေးကနောက်ဆုံးရထားတော့ပခုံးမြင်းเนาะနောက်ဆုံးရထားတဲ့ပခုံးမြင်းဆိုတဲ့အတွက်ဒီနောက်ဆုံးရထားတဲ့ပခုံးမြင်းရဲ့ဒီပခုံးစွန်းလေးဒီထိတ်စွန်းလေးကနေပြီးတော့ဒီအထိကို 1.5 cm ဝင်လိုက်မယ်နော်ပြီးရနဲ့ကျတော့ဒီအောက်ကိုကြတော့ level မြင့်ရအောင်နော်အဲ့ဆို 2cm အဲ့လေးကိုဝိုင်းလေးဆွဲလိုက်မယ်ဒီမှာ၄တောင်ပုံစံလေးရှိရဲအဲ့၄တောင်ပုံစံလေးအတိုင်း level တစ်ခုပေါ်မှာဆွဲနေရလို့မှတ်ပြီးဒီလိုဝိုင်းလေးချလိုက်နော်ဟိုဒီဟာကြီးကိုသွားပြီးတော့အထက်ထိလည်းအိုက်ချလို့မရဘူးဒီအပြင်ထိလည်းအိုက်ချလို့မရပါဘူးဒီလိုပုံစံမှသာ level မြင့်လေးကတက်လာမှာဖြစ်တယ်နော်ပြီးရနဲ့နောက်တစ်ခုကကြတော့ဒီဘက်မှာဆိုလဲအဲ့တိုင်းပဲ 1.5 ဒီ 1.5 ရဲ့ 2တော့သူကမဟုတ်ဘူးဒီမြင်းလေးရဲ့တဝက်ပေါ့နော်ဒီမြင်းလေးရဲ့တဝက်မှာ 1cm ဖြစ်ရဆိုတော့ဒါလေးကိုချိန်ထားမယ်သူက level ပုံစံလေးအတိုင်းပဲရှိရမှာဖြစ်တဲ့အတွက် 1 လေးကိုဒီလိုလေးဖြစ်သွားမှာနော်အဲဆိုလို့ရှိရင်ဆရာတို့လိုချင်တဲ့လက်ပြက်အင်ကြီးလေးရသွားပြီဒါမဲ့ခ
ခါကိုတစ်ချက်ကြည့်မယ်ခါကကြတော့ဒီခါမြင့်ကနေပြီးတော့ပုံမှန်တိုင်းကိုချချင်လို့ချလို့ရတယ်သူကပုံသေးမရှိဘူးပုံမှန်ခရိုချတို့ဝင့်နေကြအတိုင်းဆိုလို့ရှိရင်တော့ 4.5 or 5.5 ထိချလို့ရတယ်နော်4.5 or 5.5ရင်ငန်းဒီမှာဆိုလို့ရှိရင်33เนาะခါအတိလိုချင်တယ်ဆိုရင်ဒီမှာခါနေပြီးတော့3ချဒီဘက်ဆိုလဲ3ချเนาะအဲ့တော့အခုကကြတော့ blouse အင်ကြီးဖြစ်တဲ့အတွက်ခရိုလေးဖြစ်တဲ့အတွက် 4.5 cm ချလိုက်မယ်ဒီမှာ blouse ချတာလဲ4.5 cm ဒီမှာ 4.5 cm ဆိုလို့ရှိရင်ဒီရှင်းမှာကြတော့ဘယ်လောက်ချပေးရလဲဆိုလို့ရှိရင် 5.5 cm ချပေးရတယ်။ဘာကြောင့် 5.5 cm ချပေးလဲဆိုရင်လူတွေကဘိုက်ပူနေတဲ့ဟာတွေပါရှိတတ်တယ်။အားကြောင့်မို့လို့ဘိုက်စာလေးနဲ့ချပေးရတယ်။ပြီးရင်ဒီလို copy တန်လေးနဲ့ဒီလိုဆွဲမယ်နော်။ဟိုလိုမျိုးကြီးဟိုဗာလဲပေကွေးတွေနဲ့ဆွဲလို့ရတယ်။တစ်ခါလေးကျွမ်းမအောင်လို့ချယ်တို့လုံးနေကြအတိုင်းပြပေးမယ်နော်။ပေကွေးတွေပါတွေတိတ်မသုံးပြဘူး။အရင်မကျွမ်းရင်တော့သုံးမယ်နော်။ဒီဘက်မှာဒီလိုလေးကြပြီးတော့နောက်ချမ်းမှာဟိုဘက်ချမ်းကြရင်ချက်ပေကွေးနဲ့ဆွဲပြမယ်နော်။အဲဆိုရင်ဒီတိုင်းဝဲဝဲလေးရသွားပြီเนาะပြီးရင်ဒီဘက်ကျလို့ရှိရင်တော့ဒီမှာဒါနှစ်ခုလုံးတက်အောင်ပြတာเนาะဒီမှာဆိုလို့ရှိရင်လည်းဒီဘက်မှာက 4.5 ခါရဲ့ဒီဘေးဘက်အချမ်းဖြစ်တယ်ဒီခါလူရဲ့အသိမ်းဆုံးအချမ်းဒီဘက်အချမ်းလေးကိုဒီဘေးလေးကိုကြတော့ဘယ်လောက်ထားမလဲ 4.5 ထားမယ်เนาะဒီအရှိတက်တယ်ပဲ 5.5 ထားပေးရเนาะအဲဆိုဒီကနေပြီးတော့ဒီထီကို 4.5ဒီမှာကျတော့ 5.5 ထားပေးလိုက်မယ်နော်အဲ့ဒါလေးကိုမှကျွန်တော်ကဝဝလေးချပေးမယ်ရှေ့ဥစ္စာနဲ့နောက်ဥစ္စာနဲ့အတူတူပဲနော်အဲ့တော့ဒီမှာပေကွေးလေးနဲ့ကြာရင်ဒီမှာပေကွေးတွေပါရကြတော့နော်ဒီလိုမျိုးလေးချပေးလိုက်အဲ့ဆိုရင်ဒါကလက်ပြအင်ကြီးလေးရပါပြီအဲ့ဒါကိုချိန်ညှက်ပြမယ်နော်သူညှက်တဲ့အခါမှာဘယ်ကနေပဲထိညှက်မလဲဆိုရင်ဒီဘေးကနေပြီးတော့ဒီဘေးမြင်းနောက်ဆုံးရထားတဲ့မြင်းတွေအတိုင်းပဲညှက်ချမယ်နော်ပြီးရင်ဒီမှာဒီလိုသွားမယ်ဒီဟာနဲ့ဒီလိုညှက်ချမယ်ရှေ့မှာဆိုလဲအဲ့တိုင်းပဲဒီဘေးเนาะဒီဟာလေးရယ်ပြီးတော့နောက်ဒီဘက်အချမ်းလေးရယ်เนาะမျိုးညှက်ချလိုက်အဲဆိုရင်ဒီ2 cm တောက်လေးကိုခဏတိတ်ကလေးနဲ့ခောက်လိုက်မယ်เนาะဒါကိုအဖွားကြီးတောက်လို့ခေါ်တယ်ပုံမှန်အားဖြင့်လူတွေကတိတ်တော့မသုံးကြတော့ဘူးဒါပေမဲ့ဟိုဟာတိတ်တော့မသုံးကြတော့ဘူးဒါပေမဲ့သိအောင်လို့ပြပေးရနော်ဖွားကြီးတောက်တွေကိုခုနောက်ပိုင်းတိတ်မချုပ်ကြတော့ဘူးနိုးတောက်တွေပဲချုပ်ကြတော့နော်ဒါလေးကိုခဏတိတ်လေးနဲ့ကတ်ထားလိုက်မယ်နော်ညှက်မှာမို့လို့ရှင်းအောင်လုပ်ပေးပြမယ်နောက်ပိုင်းကြောင်းဝိုင်းကိုကဟိုဘက်ကိုတစ်ဆက်တည်းညှက်လို့ရတယ်အခုရှေ့ချမ်းအောင်ညှက်ပေးမယ်နော်နောက်ဆုံးရထားတဲ့ဟာတွေကိုပဲယူမယ်နော်ပိန်းဒီညာလေးကိုဒီလိုလေးထည့်လေးညှက်ထားလိုက်ပြီးရင်ဒီမှာတစ်ခါလေးပြပေးမယ်နော်ဒီနေရာကျတော့ပုံသေးမရှိဘူးလေမင်းမအရင်ပြတဲ့ဟာတွေဆို2 cm ချက်တခြား movie တွေမှာလည်းပြပေးမှာဖြစ်တယ်ဒါပေမဲ့ကိုကတိတ်ပြီးစိတ်မသက်ဘူးဒါကြီးကိုလည်းပဲအိုက်နေမှာဆိုလို့ရှိရင်ဒီကနေပြီးတော့လေပေးမြင်းလေးကဒီရင်ကျဲတောက်ကနေလဲနိုးတောက်ကနေပြီး 0.5 လောက်လဲထိုးလို့ရတယ်နော်လေမင်းအားဆိုရင်ပိုကတ်တယ်ဖောင်းတာတွေပြူတာတွေလုံးဝမရှိတော့ဘူးနော်ထောက်ခောက်ပဲလားငါဒီဟာလေးကိုဒီလိုလေးတွဲလိုက်ဒါထောက်လေးလှုပ်လိုက်တာနဲ့အင်ကြီးကသူ့အတိုင်းပြပြလေးရပါလိမ့်မယ်နော်
ဒီခုနကတော့1 cm ဝင်ထားတဲ့ဟာတွေအကုန်လုံးကိုညှက်ထုတ်ပြလိုက်မယ်ကြောမှစားပေးရနော်အဲ့ဆိုရင်အင်ကြီးတစ်ထည်ချုပ်တဲ့အခါမှာဒီဟာကိုကြတော့ရှယ်တို့ကနောက်ချမ်းကိုလည်း2ချက်ညှက်ပေးရတယ်။နောက်ချမ်းကို2ချက်ရှည်ချမ်းကိုလည်း2ချက်ညှက်ပေးရတယ်။ဒါကိုကြတော့ရှည်ချမ်းလို့ခေါ်တယ်။ဒါကိုကြတော့နောက်ချမ်းလို့ခေါ်တယ်။2ချက်ညှက်ပေးတာနဲ့ရှယ်တို့အင်ကြီးတစ်ထည်ချုပ်လိုက်ပြီဆိုပါစို့တောက်တွေကုန်ချုပ်လိုက်မယ်။တောက်တွေကုန်ချုပ်လိုက်မယ်နော်။ဟိုမှာအင်ကြီးတစ်ထည်ဖြစ်သွားတဲ့ပုံစံပြမယ်။ပခုံးတွဲပြီးရနဲ့ကိုလိုချန်နဲ့ရင်းစီအင်ကြီးထွက်လာလိုက်မယ်။နော်အဲ့ဆိုလို့ရှိရင်ဒီမှာရှည်ချမ်းနော်ဒါတော့2ချက်ညှက်လိုက်လို့ရှိရင်ဒီဘက်ချမ်းလေးပါလာရင်နော်ဒီဘက်ချမ်းလေးပါသွားလို့ရှိရင်ဒီလိုအင်ကြီးရင်စီလေးရသွားရင်နော်ဒါလေးပါပဲလိုက်လို့ကြည့်နော်